ဟန်နီဘက်ဂျာလို့ခေါ်တဲ့ပြဖွဲ့ကောင်တွေဟာအညိုတေးကိုဘယ်တော့မှအလွတ်မပေးတတ်ကြပါဘူးတတိလက်လွတ်ဖြစ်နေတဲ့ဘေဘုံမြောက်ဦးကြီးဟာသူမကိုသွားစားခဲ့မိပြီးစက္ကန့်ပိုင်းကြာမှာပဲပြအုပ်ကြီးကြောင့်အသက်လူပြေးခဲ့ကြရပါတယ်တကယ်တော့ဘေဘုံမြောက်တွေဟာကိုကလွယ်ပြီးဘသူ့ကိုမှအပြစ်တင်စရာမရှိပါဘူးလွန်ခဲ့တဲ့15မိနစ်လောက်ကမိခင်ပြဖွဲ့ကောင်မကြီးဟာသူမရဲ့တားငယ်လေးအတွက်ပုတ်တင်ညိုတကောင်ကိုတွားရောက်မဲလိုက်ခဲ့ပါတယ်အိမ်မှာတကောင်လေးကြံခဲ့ပြီးပြီးလာတဲ့တားငယ်လေးဟာမိခင်ကိုစောင့်ဖို့အပြင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့ဂူထဲကနေထွက်ချင်းမှာပဲဘေဘုံမြောက်ဦးကြီးကသူ့စီကိုတဲမက်လာနေခဲ့ပါတယ်သူကနောက်ကိုပြန်လှည့်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီအရွယ်ရောက်ပြီဖြစ်တဲ့ဘေဘုံမြောက်တကောင်ကသူ့ကိုကူဝါကနေဆွဲထုတ်သွားခဲ့ပါတယ်တနာစရာတားငယ်လေးဟာလုံးဝခေါင်းမူသွားတဲ့အထိအယုတ်တရုတ်လိုဟိုဒီလွင့်ပစ်ခံခဲ့ရပါတယ်သူတို့ပြင်းသွားတဲ့အခါမှာတော့သူ့ကိုပေ30ကျော်မြင့်တဲ့တစ်ပင်ပေါ်ကိုတဲသွားခဲ့ကြပါတယ်သူမိခင်ဟာတားကောင်ကိုကိုက်ချီပြီးပြန်ရောက်လာတဲ့အခါတားဖြစ်သူပျောက်ဆုံးနေတာကိုတွေ့လိုက်ရပြီးသူမခန္ဓာကိုယ်ပေါ်ကအမွှေးတွေအလုံးထောင်ထသွားခဲ့ပါတယ်သူမဟာတားဖြစ်သူရဲ့အနံ့ကိုခံပြီးဘေဘုံရောက်တွေရဲ့တစ်ပင်စီကိုလိုက်သွားခဲ့ကသွားတွေကိုအဆွဲဖျက်ပြပြီးတားငယ်ကိုပြန်ပေးဖို့တောင်းဆိုရင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့အရွယ်ရောက်ပြီးသားဘေဘုံရောက်အတော်များများကအသင့်ရှိနေခဲ့ကြပါတယ်သူတို့ကသူမကိုဝိုင်းရံလိုက်ကြပြီးအရက်မျက်နှာအနှံ့ကနေစတင်ထိုးကြိတ်ကြပါတော့တယ်သူမရဲ့မျက်လုံးတွေဟာဒေါသကြောင့်หนีရဲသွားခဲ့ပါတယ်သူမဟာလှည့်ပတ်ပြီးသူတို့ရဲ့ခြေချင်းဝတ်တွေနဲ့လက်မောင်းအောက်ကနူးညံ့တဲ့နေရာတွေကိုပြစ်မှတ်ထားကပြန်လဲတိုက်ခိုက်ခဲ့ပါတယ်တကောင်ချင်းစီဆိုရင်တော့ဘေဘုံမြောက်တကောင်ဟာပြဖွဲ့ကောင်ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံနိုင်ရှိမှာမဟုတ်ပါဘူးဒါပေမဲ့မြောက်ဦးကြီးကမတရားဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်တစ်စီရဲ့တဝက်လောက်ကိုရောက်သွားတိုင်းဘေဘုံမြောက်အတော်များများကသူမကိုဖမ်းဆွဲပြီးအောက်ကိုပြန်ဆွဲချခဲ့ကြပါတယ်တက်ရောက်ဖို့စူးစမ်းမှုတိုင်းဟာဟန်တာခံခဲ့ရပြီးသူမရဲ့တားငယ်စီသွားမဲ့လမ်းကြောင်းဟာလုံးဝပိတ်ဆို့ခံထားရပါတယ်သူမဘလောက်ပဲစူးစမ်းတွန်းကန်ပါစေတားငယ်စီကိုမရောက်နိုင်ခဲ့ပါဘူးသူမဟာအာရင်ကုန်ခန့်မခံတော့ပဲဒေါသကိုမျိုးတိတ်ကနောက်ဆုတ်ပေးလိုက်ပါတယ်သူမလက်မလျှော့သေးပါဘူးအစီအစဉ်တစ်ခုလိုအပ်နေတာပါအဲ့ဒီအချိန်မှာတဝီဝီမီနေတဲ့ပြားနှဲငယ်ကသူမရဲ့အာယုံကိုဖန်ဆားသွားပါတယ်ချုံမြင်တဲ့ပြားရည်နှံကိုလိုက်ခံရင်းနဲ့တေးနေတဲ့တတုံးကြီးတစ်ခုအတွင်းကတော်ရန်ပြားအုံကြီးတစ်ခုကိုတွေ့ရှိသွားပါတယ်ပြားဖွဲ့ကောင်တစ်ကောင်အတွက်တော့ဒါဟာလုံးဝကိုဆွဲဆောင်မှုရှိတဲ့အရာပါပဲသူမဟာပြားအုံကိုဖောက်ထွင်းဝင်ရောက်ပြီးပြားရည်တွေကိုအဝါစားကတိုက်ပွဲမှာကုံဆုံးသွားတဲ့ခွန်အားတွေအားလုံးကိုပြန်လည်ဖြစ်တင်းခဲ့ပါတယ်အဲ့ဒီနောက်သူမဟာအကြီးဆုံးပြားအုံအတုံးကြီးကိုကိုက်ချီပြီးဘေဘုံမြောက်တွေရဲ့တစ်ပင်စီကိုပြေးသွားခဲ့ပါတယ်ကြီးမားတဲ့ပြားအုပ်ကြီးကလည်းမြင်းမောင်နေတဲ့တိမ်တိုက်ကြီးလိုသူမရဲ့အနံ့ကိုလိုက်လာခဲ့ကြပါတယ်ဘေဘုံမြောက်တွေဟာအစွမ်းပြနေခဲ့ကြပေမဲ့ဒီလိုမျိုးကိုတစ်ခါမှမမြင်ဘူးခဲ့ကြပါဘူးပြားဖွဲ့ကောင်ရဲ့ထူထဲမှာကြောတဲ့အရေးပြားမျိုးမရှိတဲ့သူတို့ဟာလွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်လာပါတော့တယ်မိနစ်ပိုင်းအတွင်းမှာပဲတစ်ပင်ကြီးဟာပြားတွေနဲ့ဖုံးလွှမ်းသွားပါတယ်ဘေဘုံမြောက်တွေဟာယူသွတ်စွာခုန်ပေါက်ကြပြီးတကိုင်းတွေပေါ်ကနေခုန်ချကမျက်ခင်းပေါ်မှာလူးလိမ့်နေကြရပါတယ်သူတို့ရဲ့နှာခေါင်းတွေနဲ့နေရွက်တွေဟာအနီရောင်အဖူပိတ်တွေနဲ့ရောင်ရမ်းလာပါတယ်သူတို့ရဲ့မာနာတဝင်းဝင်းဟန်ပန်တွေအားလုံးချက်ချင်းပျောက်ကွယ်သွားပါတော့တယ်တားငယ်ကိုပြန်ပေးဆွဲသွားတဲ့ဘေဘုံမြောက်ဟာခန္ဓာကိုယ်အနှံ့ပြားတွေတွေ့ကပ်နေပြီးအဆိုးရွားဆုံးခံစားခဲ့ရပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့ဒီမြင်ကွင်းကိုကြည့်ပြီးတာယာနေဖို့အချိန်မရှိပါဘူးမြောက်ဦးကြီးအထိတ်တလန့်ဖြစ်နေချိန်မှာပဲသူမဟာလှုပ်ရှားလိုက်ပါတယ်သူမဟာအပေါ်ဆုံးကိုအမြန်တက်သွားပြီးတားငယ်ကိုသူမရဲ့ကျေပြန့်တဲ့ကြောပေါ်ကိုညင်ညင်တတတင်လိုက်ကတေချာဂယုတဆိုင်လုံးကြုံအောင်ထိန်းကင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာအောက်ကိုခုန်ဆင်းလိုက်ပြီးနောက်ကိုလုံးဝလှည့်မကြည့်တော့ပဲအိမ်စီကိုတက်တက်မတ်မတ်ပြန်သွားပါတော့တယ်